video လေးနော် video YouTube တင် YouTube တင်ဟမ်ညနေမိကဘာမှမပြောညီမတို့အဲ့ဒီဓာတ်ကိုအခုလိုမျိုးစင်တဲ့ပေါ်မှာပြောခွင့်ရအောင်ဒီပွဲလေးစီစဉ်ပေးတယ်။နောက်မြတ်သူနဲ့ကိုဆိုင်နဲ့ကျေးဇူးများတင်ပါတယ်။ပြောတတ်တယ်။ဒီကနေ့ကိုအတက်ဆက်ပတ်ပေးရပေါ့နော်။ညီမတို့အမှန်တရားမြင်ချင်းများနဲ့အပြည့်အမြင်ချင်းများညီမတို့အတက်မန်နေဂျာဖြစ်တဲ့မန်နီနာတို့နဲ့ကျေးဇူးများတင်ပါတယ်။ညီမတို့ဒီကားကိုဆက်တော့မှာပေါ့နော်။ဒီဘဝလေးဆက်တဲ့ခါမှာတော့အရောက်ပြောရွှေခဲ့ရပါကိုယ်တိုင်ဒီဘဝလေးကိုကြောင်းသားဘဝနဲ့ပြင်ရအောင်တွေ့ခံစားရပါတယ်။နောက်ပိုင်းတံဝေမြလာအခါကျတော့ဓမ္မကိုယ်တိုင်အရင်အောင်စီးပြောပြီးတော့ဒီကားလေးကိုအတက်ဆက်ခဲ့ရပါတယ်။မချနေရဲ့ဖြစ်ကိုကြည့်ပြီးတော့လည်းရန်တနာခဲ့ပါတယ်။ဒီနောက်ဆုံးဆင်းလေးဆိုရင်မချနေတဲ့ဆင်းလေးဆိုရင်ပေါ့နော်ညီမအရင်အောင်စိတ်နဲ့ထားရတယ်ပေါ့နော်တီရှူးတွေလည်းအများကြီးခုံခဲ့ပါတယ်။ပြီးတော့ဒီကားလေးကိုချိန်ပိုးတဲ့ driver ရော producer နဲ့ cameraman တွေအတရရဲ့ပြုဆောင်ရအားလုံးကကြိုးစားထားတဲ့အတွက်ညီမတို့အထက်ဆက်တဲ့အခါမှာခက်ခဲမရှိမိုင်းမရှိချွတ်ချွတ်မွေးနဲ့တင်ဆက်ခွင့်ရပါတယ်ဒီကနေ့ကိုတိကျခွင့်ရတဲ့အတွက်ရမယ်ကွန်မြူနတီပါတယ်ကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲမြင်လာပါမကတော့ဒီကားလေးကိုကာလာချိန်နဲ့ကာလာဂရီလုပ်တဲ့ကာလာရစ်ပေါ့နော်ဒီကားလေးကမမေ့ရအောင်နော်ကာလာချင်းနဲ့တောက်လျှောက်မှာဒီကားလေးကမိုးပြီးတော့ကာလာချင်းလေးရတဲ့ကားလေးပေါ့နော်audio definitely ပါတယ်ဘာမှမပါသေးဘဲနဲ့ဒီတိုင်းအကျမ်းမဲကိုပဲမိုးပြီးတော့ကာလာချင်းလေးရတဲ့ကားလေးပေါ့နော်သီးဆောင်လေးလည်းရင်းတောင်းကြပါတယ်ဒီဘွဲလေးကိုလည်းစစ်စစ်ပြီးတဲ့မြတ်သူနဲ့ကိုစားအောင်လည်းကျေးဇူးများကြီးတင်ပါတယ်အကုန်လုံးဒီ post တွေရောဒီ correction တွေရောအကုန်လုံးဒီလိုမျိုးခုံပြူပြီးတော့လုပ်ပေးရတဲ့ကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်โอเคကျေးဇူးတင်ပါတယ်เนาะအဓိကကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီနိုင်ဒီကြားကပန်းရွှေကြဆိုတဲ့စက်ကားလေးနဲ့เนาะ series တွဲလေးနဲ့ဒီမှာရှိနေတဲ့ဒီ production မားတွေတော့ကျွန်တော်တို့ driver ရနေစလို့ပါဝင်ကြတဲ့အမှုပညာလေးကိုပါမားတွေအားလုံးကဘဝမှာဒါကျွန်တော်တို့နောက်ထပ်အရန်အောင်နေနဲ့အမှတ်တိုင်တစ်ခုဖြစ်သွားပါပြီပြီးတော့ကျွန်တော်အရန်ခုံရလာတစ်ခုပါလေခါလေးကျရင်ကျွန်တော်တို့ဒီတေးဥဆောင်ညီလေးညီမလေးတွေကကျွန်တော်တို့အခွင့်အရေးရတဲ့အခါမျိုးနဲ့ကြုံချက်မှသာလေเนาะကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုထုတ်ဖော်ပြသဖို့ရဆိုတော့ဒီကားလေးမှာဆိုလို့ရှိရင်ညီလေးတို့တွေအရင်